နီးပြဘောကအစိုးဆုံးရှုံးပွဲနဲ့ကြုံတွေ့ခဲ့တဲ့ဘာစီလိုနာနီးပြဘာစီလိုနာနီးပြဟန်စီဖလစ်ဟာစပိန်ဘရင်ဖလားအကျိုးဘိုးလူပွဲပထမအကြော့အနေနဲ့အက်တလက်တီကိုနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ၄ဂိုးကိုမရှိနဲ့ရှုံးခဲ့တာကြောင့်နီးပြဘွားအဆိုးဆုံးရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရပါတယ်။အက်တလက်တီကိုအတွက်အနိုင်ဂိုးတွေကိုဂရစ်မန်၊လုခ်မန်၊အယ်ဗာရက်စ်တို့ကသွင်းခဲ့ပြီးကြံတကိုးကတော့ဘာစီလိုနာနောက်ခံလူအီရစ်ဂါစီယာကိုဂိုးကိုသွင်းပြီးခဲ့တာဖြစ်ပါတယ်။အီရစ်ဂါစီယာဟာပွဲချိန်85မိနစ်မှာတိုက်ရိုက်အနီးကပ်နဲ့လည်းထုတ်ပယ်ခံခဲ့ရပါတယ်။ဒီရှုံးပွဲဟာ22နှစ်ရှိပြီဖြစ်တဲ့ဟန်စီဖလစ်အတွက်နီးပြဘွားမှာအဆိုးဆုံးရှုံးပွဲဖြစ်ခဲ့တာပါဟန်စီဖလစ်ဟာပျော်တန်းနီးပြဘွားမှာတော့အခုလို၄ဂိုးပြတ်ရှုံးတာမျိုးမကြုံခဲ့ဘူးသူဖြစ်ပါတယ်အဓိကကစားသမားတွေဖြစ်တဲ့ဂါဗီဗီဒီယာရာဗင်ဟာရက်ရှ်ဖို့နဲ့ခရစ္စတီယန်ဆင်တို့မပါနိုင်တာကဘာစီလိုနာကိုရှုံးပွဲတွေ့ခဲ့တဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။